အားလုံးမင်္ဂလာပါအခုတိုကျိုမိုဘိုလ်တီရှိုး2025ပွဲကိုရောက်နေတာဖြစ်ပါတယ်ပွဲရဲ့အပြင်မှာလောလောဆယ်စပြီးမြင်ရတာကတော့ဒီမှာစူပါကားတချို့ကိုပြပေးတာဖြစ်ပါတယ်Aston Martin ဒါလေးကကျွန်တော်က Ferrari ကို458ဖြစ်မှာထင်ပါတယ်ကျွန်တော်က Lamborghini ကို Colorado ကို Spider ဖြစ်ပါတယ်မိုးပွင့်ဆိုတော့ interior လေးမြင်နေရတာပေါ့နော်ပြီးတော့ဒီဘက်မှာပိုပြီးရှားပါတဲ့ကားက Lexus LFLC ကိုမှ custom sticker လေးနဲ့ဖြစ်ပါတယ်အရှမ်းမိုက်ပါတယ်သူ sticker spoiler လည်း carbon fiber လေးနဲ့တူတုံးလေးတော့ဖြစ်နေပါတယ်ပြီးတော့ဒီဘက်ချမ်းမှာ McLaren ပါ interior ကိုပြပေးထားပါတယ်interior ပါဝင်ထိုင်ကြည့်မယ်ဆိုလည်းရပါတယ်ဝင်တော့မထိုင်တော့ပါဘူးဒီမှာဒီကား classic ဒီကားမော်ဒယ်ကကျွန်တော်မိတ်နေပါပြီဒီကားလေးလည်းခဏခဏတွေ့နေကြပါရန်ကုန်မှာတစ်စီးရှိတယ်လို့တော့ထင်ပါတယ်ဒီမှာက Ferrari SF90 ပါဖြူရောင်တစ်စီးဘယ်မှာပြရောင်တစ်စီးပြရောင်တစ်စီးလာလိုက်တာစောက်ရမ်းလာတာဟိDamn Rolls Royce Ghost ဒါကတော့ဗမာပြည်မှာလည်းရှိပါတယ်ဟိုဘက်က Ferrari Masuk kontes Lamborghini Revuelto တွေအများကြီးပါ Revuelto နဲ့ McLaren တချို့ Aston Martin တချို့ဒီမှာ Aston Martin Vantage တွေ Lotus တွေဘယ်မှာ Lambo တစ်စီးပြပါမယ် Lambo ကပုံမှန် Lambo မဟုတ်ပါဘူးဟိုရကန်ကြီးကကျန်းထော်နေတော့ထော်နေတော့ဘာဘော်ဒီကစ်ထည့်ထားလဲတော့မပြောတတ်ပါဘူးဒီမှာ Audi R8 အနေအမြင့်နဲ့အနေနဲ့ပါဒီမှာ Lotus နှစ်စီးဒါ Aston Martin Revuelto ရမ်းမိုက်တယ်ဒီကောင်းကြီးFerrari SF90 startup လုပ်လိုက်တဲ့ engine နဲ့မှာပိတ်လိုက်ပြီ
ဒီက Ferrari အသေးမိုက်ပါတယ်interior ဝါနဲ့အပြင်အမဲနဲ့ brake caliper ဝါနဲ့ဆိုတော့လာပါတယ်ဟိုဘက်မှာ Ferrari အများကြီးပဲNS6 ပါပထမဆုံးကြိမ်ပြီးတော့ NS6 ကို body kit နဲ့ပါအရန်ကိုရှားပါတော့เนาะဂျပန်မှာလမ်းမှာတစည်းမကိုတွာလာနေတာအခုမှတစည်းမမတွေ့ဘူးသေးဘူးအခုမှတွေ့ပြီးကားမျိုးစားပါ stock တောင်မဟုတ်ဘူး body kit နဲ့ပါရှေ့ရုပ်လေးတခြားပြပါမယ်ရှေ့ရုပ်လေးဒါရှေ့ရုပ်လေး Japanese super car ဖြစ်ပါတယ် hybrid sports car တွေမှာကားတွေမှာပါပါတယ်ဒီကပုံမှန်ကားတော့မဟုတ်ပါဘူးတွင်းနေကြကားတော့မဟုတ်ပါဘူးဒီကတော်တော်လှတာပါအားလုံးပဲမင်္ဂလာပါဒါကCentury တစ်ဖြစ်ပါတယ်ဒီတပွဲလုံးရဲ့မင်းသားဖြစ်ပါတယ် Toyota က Century ကိုတီးတန့် brand အနေနဲ့ပထမဆုံးခွဲထုတ်ပြီး launch လုပ်လိုက်တဲ့ product ဖြစ်ပါတယ်သူ့ရဲ့ design ကတော့ design ရော category ရောအားလုံးကဘာမှမဆိုင်အရင်နဲ့ဘာမှမဆိုင်ပဲနဲ့လုံးဝအသစ်ဖြစ်သွားပါပြီအတွင်းကလည်းမြင်တဲ့အတိုင်းပဲ slide door မှာရှေ့တစ်ချမ်းဖွင့်နောက်တစ်ချမ်းဖွင့်နဲ့3ယောက်စီကားဖြစ်ပါတယ်ထိုင်ကုန်3ကုန်ပဲပါတာဖြစ်ပါတယ်ပြီးတော့သူက Rolls Royce တို့ Bentley တို့နဲ့အပြိုင်ထုတ်ထားတာဖြစ်တဲ့အတွက်crossover coupe body အချိုးအစားမျိုးလုပ်ထားပြီးတော့Rolls Royce Phantom coupe တို့ဘာလို့နဲ့ competitive ပုံစံမျိုး body အချိုးမျိုးလုပ်ထားတာဖြစ်ပါတယ်အရောင်ရဲ့အနေအထားက sunset ကို inspire လုပ်ထားပြီးတော့ထုတ်ထားတဲ့အရောင်ဖြစ်တဲ့အတွက်အရန်လှပါတယ်။ညီမများအရောင်တွေထဲမှာဒါကထူးခြားဆုံးအရောင်ဖြစ်ပါတယ်။ပြီးတော့ Century logo လေးတောင်ဒီလင်းနေတာမသိဘူးဒီကတခြားမမြင်ရဘူးကြည့်ရတော့ပေါ့နော်။ရှမ်းကိုပိုက်ပါတယ်။နောက်မှလည်းသူရဲ့ presentation ကနေလုံးပုံကြီးနဲ့လုပ်ထားပါတယ်။ဒါက interior ပါ driver နဲ့ petition ကာရတာတွေ့ရပါတယ်။ passenger ဘက်ကလည်းseparate TV တစ်လုံးထောင်ထားတာတွေ့တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ wheel base ကဘင်းက SUV တစ်စီးလို့ full size မရှိဘူးဆိုရင်လည်း22 inch 23 inch လောက်တော့ရှိမယ်ထင်ရပါတယ် Century ပါ Century အလွန်ဒီဇိုင်းလေးကဒါမှဖြစ်ပါတယ်ဒီဘေးကဒီ line တွေက display lighting feature နဲ့သူ့ရဲ့ Century pattern လေးကိုဒီဇိုင်းအလှဆင်တာတွေ့ရပါတယ်ဒီတကားဆိုင်ကြီးကလဲလိုက်မဟုတ်ပါဘူးပြင်မှာကြီးပါကားကြီးရဲ့ရှေ့နဲ့နောက်နဲ့ကတော်ကိုကြီးပါတယ်တော်ကြီးတယ်လည်းပါပါတယ်ဘယ်လောက်ကြီးလဲမေးရင် Phantom 6လောက်ရှိပါတယ် Phantom coupe 6လောက်ရှိပါတယ်ဒီနားမှာလည်းဒီမှာဒီ Evans လေးတွေ့ပါတယ် functional ဖြစ်လားဘယ်လိုဖြစ်လဲတော့မပြောတတ်ဘူးเนาะဒီမှာ side door step နဲ့တော်လာပါတယ်ဒီမှာတကားလေးမှာ Century logo လေးတစ်ခုပါတာတွေ့ပါတယ်ဒီနားမှာပါလာပါ Century ရဲ့ body solo ဖြစ်ပါတယ်design concept နဲ့ body
body ရဲ့ချိုးရဲ့အနေထားကိုသူတို့ကထုတ်ပေးတာဖြစ်ပါတယ်ဒီမှာဘာတွေလဲဆိုတော့အောင်းနေ trim ပြီးတော့ panel ဘာတွေပါတော့ Century ရဲ့ GR version လေးဖြစ်ပါတယ် Century ရဲ့ GR version လေးကအခုလောလောဆယ်တော့မထုတ်သေးဘူးလို့ထင်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ထုတ်လာနိုင်တဲ့ version မျိုးပါ limited version မျိုးဖြစ်လာနိုင်ပါတယ် GR ရဲ့ version ဆိုတော့ racing ပုံစံမျိုးတော့ဖြစ်နေတာပေါ့နော် Century ရဲ့ GR version ကားလေးပါဖြူအောင်ပါရမ်းလာပါပဲ Century ပါသူရဲ့ဒီ skirt မှာသုံးထားတဲ့ကာဗွန်တွေကပုံမှန်ကာဗွန်လို waving pattern လေးကသူများနဲ့မတူဘဲနဲ့ထူးခြားနေရာလေးတခုတော့သတိထားမိပါတယ်ကျွန်တော်တော်တော်ကျသတိထားမိတဲ့လောက်ကတော့တော်လှပါတယ်ပြင်မှာvery first generation car ပါ Century ကအခုကကိုပိုင် brand နေနဲ့ luxury brand နေနဲ့ထုတ်လိုက်တဲ့ brand ဖြစ်သွားပါပြီဒါ first generation ပါမှန်ပါ last generation ပါပြန်တော့အဲ့လိုကြောက်ကြရည်ဒီကောင်က LF concept ပါ RS ကနေဆင်းသက်လာတယ်လို့ထင်ရပါတယ် RS body ရဲ့ချိုးစားနဲ့တူနေတာကိုတွေ့လို့ပါဘိန်းရမီးလင်းနေတာကြီးကတော့ကျန်းတယ် interior head rest တွေနားမှာလည်းမီးလင်းတယ်အောက်တွေမှာလည်းမီးလင်းတာတွေ့တယ်အဲ့ဒါနှစ်ခုကြာစန်တာဟာတွေကမီးလင်းနေတာလေးတွေ့တယ်တော်တော်မိုက်ပါတယ်ဒါကတော့ shape face ပါ Lexus ရဲ့သူရဲ့ design ဒါ Lexus ရဲ့သူရဲ့နာမည်ကြီး Spindle Grey က EV ဖြစ်သွားတော့ပျောက်သွားပါပြီရှေ့မှာတော့အပိတ်ကြီးပါရှေ့ကဒီနားကြီးအပိတ်ကြီးပါမီးကို daytime running light မျိုးအောက်ထီကိုကြီးထည့်ထားတာတွေ့ရပါတယ်Lexus LM ရဲ့ future concept ကားဖြစ်ပါတယ်သူကLM ရဲ့ body အချိုးပုံစံမျိုး Alfredo လိုပုံစံအချိုးမျိုးချိုးထားပြီးတော့ interior ကလုံးဝထူးခြားတဲ့ luxury ပုံစံမျိုးဘယ်လိုလုပ်ထားလဲဆိုတော့တွင်းကန်းကဒီ second row က motorized spin လုပ်လိုက်လို့ရတယ်လဲပြီးတော့မျက်နှာချင်းဆိုင်တစ်ခုထိုင်လို့ရတယ်ပေါ့နော်လဲပြီးတော့သူကထူးခြားတာနောက်တစ်ခုကဒီ side window မပါဘူးအပြင်ကိုတိတ်ပြီးရှင်းနေအောင်ကြည့်လို့မရဘူးလို့ line လေးတွေနဲ့လုပ်ထားတာပြောတယ် Japanese inspire Japanese အိမ်တွေရဲ့ inspire interior ပုံစံမျိုးလုပ်ထားတယ်လို့ဆိုပါတယ်ရန် futuristic look ရှိပါတယ်ဘေးကလည်းမီးလင်းနေတာတွေ့တယ်
ပိတ်ထားတာလေ privacy CEO level ရဲ့ privacy ကိုပုံစံမျိုး functionality ရတယ်ပေါ့နော်ဒါလေးက Lexus Sport Concept ပါ LFA ကနေစလိုက်တဲ့ Sport version ကဒါဆိုရင်ဒါတတိယလား fourth လားမသိဘူးဖြစ်နေပြီတော်တော်ကျန်းနဲ့နေသားရှိတဲ့ရုပ်ထွက်နေသားရှိတဲ့ concept ဖြစ်ပါတယ်အဲ့တော့မြန်မာတွေသေးဆွဲ Land Cruiser FJ Cruiser ဖြစ်ပါတယ်တစ်ထွက်တဲ့ရှုပ်ပြောင်းအစ်ပါတွင်းငန်းပါတွင်းငန်းကတော့ Land Cruiser နဲ့တော်တော်ဆင်တယ်ပြောရမှာနော်ဒီရနောက်ပါတော့အခုတတိထားမိတာကတော့ဒီကောင်အရင်ရန်ကုန်မှာရှိတဲ့ version တွေတက်ပို့ပြီးတော့ high ကောပိုမြင့်တာတွေ့တာပေါ့နော်Main side က18 size နဲ့လာတာတွေ့ပါတယ်ဒီကောင်ကို version နှမျိုးထုတ်ထားတာတွေ့ရပေါ့နော်အရင်ကစားတော့စင်ပေါ်မှာရှိတဲ့ version က headlight က wine လေးလောက်ထားတာတွေ့ပြီးတော့ဒီကောင်ကနည်းနည်း4000လေးလောက်ထားတာတွေ့ပါတယ်လန်ကူစာတွေလိုပဲ version မျိုးထုတ်ထားတယ်ပေါ့နော်အခုနောက်ပိုင်းကဒီကောင်ကတော့မြန်မာတွေကြိုက် Land Cruiser FJ Cruiser version တစ်ဖြစ်ပါတယ်ရုပ်ပြောင်းပါဒီပွဲမှာစပြီးမိတ်ဆက်တဲ့ကားဖြစ်ပါတယ်ဟိုဘက်မှာ Toyota Corolla concept ပါ Corolla ကငကိုလိုရင်လိုပုံစံမဟုတ်တော့ဘဲနဲ့လုံးဝ sport type version ဖြစ်သွားပါပြီ။ဒီရဲ့သေးစိတ်သွားရပြပါမယ်အဲ့ဘက်ကို။ဒါလေးတွေကတော့ဗာလေးလဲစပိန်လေးတွေ cycle လေးတွေ ခောက်စပိန်လေးတွေဒါလေးက so cute ။ဘာမှန်းအောင်ဘူး။ဒီမှာလည်းကြီးပါ။ရှမ်းကိုမိုက်ပါတယ်။ဒီကောင်ကတော့ဗမာပြည်မှာဟိုးလောင်ကိုတော့ဟာတက္ကစီလေးတွေဆွဲခဲ့တဲ့ကား3မိန်းကားလေးတွေဖြစ်ပါတယ်3မိန်းကားပါ3မိန်းကားအစ်စ်ကိုတန့်ပြန်နေချက်ကကားမှမတွေ့ဘူးပါဟိုဘက်မှာ newer version ဖြစ်သွားမယ်တင်ပါတယ် concept ပါဒီကောင်က Daihatsu ရဲ့ကားပါဟိုးဘက်မှာဒီကောင်လေးကကူပန်ပါကူပန်ရဲ့ concept လားရိုးရိုးထုတ်တော့မဲ့ကားလားတော့ပြောတော့ production ready ကားလားတော့ပြောတော့ပေါ့နော် newer version of main ကားလို့ပြောရတယ်ဒါပေမဲ့သုံးမိန်းတော့မဟုတ်ပါဘူး really ဒီကနေ့လည်းကျွန်တော်လာပါတယ် K-Vision ဆိုတော့ဒီကောင် concept ဖြစ်နိုင်ပါတယ်ဒီကားလေးတွေရဲ့ concept ပါရောင်လေးကတော်တော်လှတယ်ဖလဲပေါက်ပြားလေးတန်းနေတယ်ဖလဲပေါက်လေးပါဒီကောင်ကတော့မြန်မာမှာရောကဘာမှာရောလူကြိုက်များတဲ့ RAV4 ဖြစ်ပါတယ် RAV4 ရုပ်ပြောင်းသက်ပါစာကတ်ထားတာမှာ RAV4 version လို့တွေ့ရတာတွေ့ရပါတော့ဘာရှင်းမျိုးထုတ်မယ်တော့ဖြစ်ပါတယ် grill ရအခုသိကြမှာ grill ရ Century ရဲ့ grill Lexus ကထုတ်တဲ့တချို့ကားရဲ့ grill နဲ့ဆင်တာတွေ့တယ်ပေါ့နော်interior လေးပါဒါလေးက interior လေးပါနောက်ပိုင်းတစ်ခုသိထားမိတာ Toyota ရဲ့ interior တွေက၄000ဆန်လေးနဲ့ functional ဖြစ်တဲ့ပုံစံမျိုးလုပ်ထားတာတွေ့ရပါတယ်လှပါတယ်အရင်
တော့တချို့ကားမော်ဒယ်မှာပါတဲ့လုံးပြီးချောနေတဲ့ dashboard တွေချက်တော့အများကြီးကြီးကောင်းပြီးတော့သုံးဝင်လို့လုပ်ချင်တယ်ပေါ့နော်။ကောင်းလေးကနောက်ခန်းလေးပါဒီကားကအရင် version နဲ့ရွယ်စားကတော့ထွေထွေတိတ်တော့မကွာဘူးပေါ့နော်ဒီလောက်ပဲလောက်ထားတာတွေ့တယ်ဒါနောက်ရုပ်လေးပါကား PHEV ဖြစ်တယ် plug-in hybrid ဖြစ်မယ်ထင်တယ်ပေါ့နော်နောက်မီလေးပါဒီကောင်က Honda CR-V ပါဗမာပြည်မှာလူကြိုက်များတဲ့ကားကဘာမှလည်းနာမည်ကြီးတဲ့ကားပါဒါပေမဲ့ဒီကားက Honda CR-V ဆိုပေမဲ့ရိုးရိုးကားမဟုတ်ပါဘူး FCEV ပါ fuel cell ပါ fuel cell ဆိုတော့ hydrogen နဲ့မောင်းတဲ့ကားပါဒီမှာ hydrogen သူ့ရဲ့ engine နဲ့ module ကိုပြတာပါလေHonda ရဲ့ဒီထွင်စမ်းသစ်မှု technology မြင်တာကတော့ company တော်တော်များများထက်ပါပါတယ်အဲ့တော့လွန်ခဲ့တဲ့နှစ်ကားမှာစပြီးတော့ show off လုပ်လိုက်တဲ့ Honda ရဲ့လောင်းလောင်းကိုကကားကိုပြန်ထုတ်တဲ့ pre look ဖြစ်ပါတယ် entry level sports car ပါ daily drive လို့စင်ပြေတဲ့ရည်ရွယ်ချက်နဲ့ထုတ်ထားတဲ့ sports car ပါဒီကောင်ကနောက်ကတော့လူတော်တော်များဝေဖန်ကြတာကတော့ Porsche နဲ့တူတယ်ပေါ့နော် Japanese Porsche ပေါ့အခုဆိုတော့နောက် tail light က continuous line shape ပုံစံမျိုးလုပ်ထားလို့ပါဒီမှာကြည့်ပါဒီဘက်မှာနေရောင်လေးတစ်စီးပြထားပါတယ်နေရောင်လေးကရဲတုတ်ပြီးတော့ချင်းကနေဖြစ်နေပါတယ်သူတတိထားမိတာနောက်မှန်တော်တော်ကြီးတယ်အမှန်ကြီးတယ်တော်တော်ကြီးမြင်ရမယ့်သဘောရှိပါတယ်あの時世界を見ていたからあの時人のためを追求したから世界の政治家ということでライフတော်လေးမိုက်ပါတယ် It comforts me. ဒီမှာဂီယာလေးတွေပါဂီယာကတော့ဒါ Honda ကားတွေရဲ့ထုံးစံအတိုင်းဒီလိုပုံစံလေးပါ handbrake sport ဒီမှာတော့ drive mode ပြောင်းတာပါဒီကောင်တွေကတော့ AC control ပါဒါကတော့ TV ထောင်းပုံစံဒါတော့သူ့ရဲ့ graphic ဒါကတော့ steering ပါသူ့ရဲ့ဒီမှာကတော့ EDC ကတ်တင်နဲ့ဟိုတွေနဲ့ပါတော်တော်လှပါတယ်ဒါကတော့ ceiling လေးပါနောက်ခန်းနေထားပါဒါကတော့သူ့ရဲ့ sofa headrest နေထားနဲ့ sofa ခြေနေဖြစ်ပါတယ် Suzuki boot မှာထားရတဲ့ cycle လေးကိုဓာတ်ပုံရလို့ရအောင်ထားထားပေးတဲ့ position လေးဖြစ်ပါတယ်အရင်ချစ်စရာကောင်းပါလေခလေးလေးတွေအတွက်လည်းတည်တံ့ထားပေးတာဖြစ်ပါတယ်ချစ်စရာကောင်းလိုက်တာ cycle model ကတော့ကျွန်တော်လည်းသိမသိဘူးဆိုတော့ရေးထားတာတော့ GS6R 1000R တဲ့ Suzuki ကလုပ်ထားပေးတာပါဟိုဘက်မှာလည်း Kawasaki ပါရန်ကိုချစ်စရာကောင်းပါလေဒါကတော့ဒီကားကတော့လွန်ခဲ့တဲ့နှစ်ကစပြီးပြခဲ့တဲ့ Honda ရဲ့future မှာထုတ်မဲ့ EV ကားပါဒီကားလေးကတော့ဒုတိယကားကတော့ဒီနှစ်မှာအခုမှပြတဲ့ကားအသစ်ပေါ့နော်ဘာကွာလဲမေးရင်တော့ဘေးတိုက် side profile ကိုကြည့်လိုက်ရင်မြင်ရပါတယ်မြင်ရပါတယ်ဒီကောင်ကနည်းနည်းကြီးပြီးတော့ဒီကောင်လေးကနည်းနည်းသေးပါတယ်နာမည်ကတော့နောက်က Honda Zero ဆိုတဲ့ခေါင်းစဉ်အောက်မှာ SUV နာမည်နဲ့ပြထားတယ်ဒါ Alpha ဆိုတဲ့နာမည်နဲ့ပြထားတယ်ဟိုကောင်စလုံးဆိုပြီးပြထားပါတယ်ဒါပေမဲ့သူ့စလုံးကြီးကဖျားသက်စီစလုံးပါကြည့်ပါ side profile ကိုတစ်ချက်ကြည့်လိုက်ပါလမ်ဘိုတောင်သူ့လောက်မနိုင်သလို
ဖြစ်နေပါတယ် side profile ကြီးကတော်တော်ကြမ်းကြမ်းပြပြကြီးကိုထုတ်ထားတာပါဒီကောင်ကတော့ production ready ပုံစံတိတ်တော့မထင်ရပေမဲ့ဒီနှစ်စီးကတော်တော်လေးကို production ready ဖြစ်နေတဲ့ပုံစံမျိုး quality မျိုးလောက်ထားတာတွေ့ရပါတယ်ဒီကောင်နှစ်စီးကထုတ်ရင်ဒီပုံစံနဲ့တိတ်တော့အရင်မကွာတော့ပါဘူးကြည့်ရတာဒီကောင်ကတော့လုံးဝ Lambo Gallardo ကိုကြည့်နေရသလိုပါပဲ4 door ပါ Gallardo 4 door ပါ4 door လို့ပုံစံဖြစ်နေပါတယ်ဒီကောင်ကတော့ကောင်က Mazda ကဒီနှစ်မှာအသစ်ပြတဲ့ photo concept ကားပါသူ့ရဲ့ design language ကိုချပြတာတဲ့ကားဆိုတာမှားပါဘူး design exterior design ကိုရှင်းပြမယ်ဆိုရင်သူ့ရဲ့နောက်ကမီးကတခါမှသူမလုပ်ဘူးတဲ့ပုံစံမျိုးလုပ်ထားတာတွေ့ရပါတယ်ဒါ base side profile ပါလုံးဝအဲ့လို aerodynamic design ပြည့်နေချွန်းကြီးကိုလုပ်ထားပြီးတော့သူရဲ့ nose ကလည်းတော်တော်ကြီးချွန်းထားတာတွေ့ရပါတယ်ဒီလုံးလေးကလည်းအများကြီးသေးသွားပြီးတော့ကြီးဖြစ်သွားလို့ထင်ပါတယ် share မရှိတော့ဘူးပေါ့နော်လင်းရဲမရှိတော့ဘူးသူရဲ့အကြောင်းကလည်းပလဲအောင်အပြာလေးပါးလေးဖောက်ထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်ဒီကားက EV ဖြစ်မလား rotary ဖြစ်မလားတော့ပြောတတ်ဘူးပေါ့နော်ဒီဘက်မှာသူရဲ့ exhaust လား CO2 tank carbon capture ဟောဒီကောင်က engine ကားဖြစ်မယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ engine ရဲ့ emission ကိုထိန်းချုပ်တဲ့အနေနဲ့CO2 ကို filter လုပ်တဲ့ technology တခုထည့်ထားပုံရပါတယ်ကောင်လေးကလည်းဒီနေ့မှအသစ်ပြတဲ့ concept ကားလေးပါ Mazda Demio ရဲ့ future EV concept လည်းဖြစ်နိုင်ပါတယ် Demio လေးလိုတိတ်လေးပေါ့နော်ထုတ်ထားတာလေးက Mazda ရဲ့ Solar Crystal နဲ့ဆိုတော့လုံးလေးဖြစ်ပြီးတော့ရမ်းလှပါတယ်ဒါတော့နောက်ပုံပါလိုက်လေးဒီဘက်ကလည်းနည်းတယ်ဒီဘက်ကလည်းဒီလိုကားငယ်လေးနေတာတယ်အပြင်ကမောင်ကြီးမှာလည်းရှိတဲ့ CX5 Mazda CX5 ရဲ့နောက်ဆုံးရုပ်ပြောင်းပါရှေ့မီးခွက်ဒီဇိုင်းကမတူတော့ပါဘူးရှေ့တွေမီးခွက်တွေကမတူတော့ပါဘူးအကြောင်းကတော့ထုံးစံအတိုင်း Solar Crystal ပေါ့နော်G63 ပါ Mercedes ပါအယောင်ကြီးကချစ်စေးပါ V8 ဘိုက်တာပေါ့ AMG version ပါကောင်ကတော့ Mercedes Maybach SL680 Monogram Series ဖြစ်ပါတယ်အရင်က limited edition ပါဒီကားရဲ့ထူးခြားချက်တွေကတော့အများကြီးပါလက်တလော online မှာ review တွေလည်းအများကြီးတက်ထားတဲ့ကားပါဘောင်းနဲ့ရဲ့ paint မှာ Maybach logo တွေအများကြီးပါပါတယ်သူရဲ့ Monogram Series ဆိုတဲ့အတိုင်းပဲ Maybach Monogram တွေအများကြီးဒီကားတစ်စီးလုံးမှာအတွင်းနေမှာရောအပြင်နေမှာရောရှေ့ bonnet တွေမှာရောပါပါတယ်ဒီကားလေးရဲ့ထူးခြားချက်ပါဒီကားအခု display ပြရတဲ့ကားကတော့ matte ကို white ဆိုတော့ black နဲ့ white ဖြစ်နေပြီးတော့ရမ်းကိုလှပါတယ်ဒီကောင်အနီရောင်ကားအနီရောင်လည်းရှိပါတယ်အနီရောင်နဲ့ဖြူအောင်နှစ်မျိုးပဲထုတ်တယ်ဆိုလားမသိဘူးဒီကောင်ကပြီး limited edition ဆိုတော့ကားကြီးတော့လည်းအများကြီးမရှိပါဘူးဟိုအတွင်းကန်း sofa ရဲ့ button ကလည်း Maybach ဟိုဟာနဲ့ပါဒီမှာအတွင်းကန်းမှာ TV downlight နဲ့ design နဲ့ရမ်းကိုမိုက်ပါတယ်
convertible ဆိုတော့သူ့ရဲ့အဝတ်မိုးသားကလည်း Maybach logo တွေနဲ့ပါအနောက်ကိုတစ်ချက်ပြပေးပါမယ် Maybach စာတွေနဲ့ပေါ့နော်ရှမ်းကိုလှပါတယ် flawless ဖြစ်နေပါတယ် just key edition ကြီးပါMaybach logo တွေနဲ့ပါဟောအခုမှအသစ်ထွက်တဲ့ Mercedes GLC electric ကားတွေပါ design language အသစ်နဲ့လာတဲ့ကားတွေပါ share ကလုံးဝရမ်းနဲ့မတူပါဘူးမီးတွေလည်းလင်းပြီးတော့ share design တွေရမ်းကြီးဖြစ်သွားပါတယ်တွင်းငန်းရိုက်ပြပေးပါမယ် all new electric GLC ပါတွင်းငန်းရကျန်းကြီးပါ TV တောင်လိုက်ရယ်ဒီပြထားတဲ့ model ကတော့တွင်းငန်းဖြူရောင်နဲ့ပေါ့နော် TV ကလုံးဝ driver ဘက်ကနေ over ထိကိုတစ်ဆက်တည်းကြီးရယ်ကွန်ပေါင်းနံပါတ်က TV ကနေဖောက်ထွက်နေတဲ့ design မျိုးပေါ့နော်ပြီးတော့ center console ရဲ့အောက်မှာလည်းစီးထည့်လို့ရတဲ့ပုံစံမျိုးလုပ်ထားပါတယ် ceiling ကတော့ panoramic full view နဲ့ပါတိုင်ကုန်ကြီးကလည်းတော်တော် comfort ရှိမဲ့ပုံစံကြီးပါformatic ဆိုတော့ 4wheel ပေါ့နော်သူ့ရဲ့အပြာရောင်လေးကတစ်ခါမှမတွေ့ဘူးပါဘူးတော်တော်လှတဲ့ပြာရောင်လေးပါတော်တော်ကိုရှိသားပါရောင်လေးကဒီတက Mercedes မှာ booth မှာပြထားတဲ့ကားတော်များများ electric ကားတွေပြထားတွေ့ရတယ်ပေါ့နော်ဒီကောင်က CLA ရဲ့ all new electric ပါရုပ်ကဘာမှမဆိုင်တော့ပါဘူးရင် model နဲ့အနီရောင်လေးပြတာပါပဲ CLA all new electric ပါတွင်းငန်းဒီဇိုင်းကခုန GLC နဲ့တော်တော်ဆင်တယ်ဒီကောင် CLA ဆိုတော့လေ C-Class category ထဲမှာပါတာဆိုတော့ခုနတွေ့ခဲ့တဲ့ G-Class ရဲ့ steering နဲ့တူတယ်ပေါ့နော်အလေက carbon fiber pattern နဲ့အားလေးကတော့တစ်ခါမှမမြင်ဘူးဆိုတော့ဘာcarbon fiber ကိုပလဲအောင်ဖြစ်နေတာနော်တော်ကားတော်များ carbon fiber ကိုအမဲပဲလုပ်တာတွေ့နေမယ်ဒီကောင်ကဖြူနဲ့လာတာတွေ့တယ်နော်သိကြပါလေဘာဆိုလို့ဒီကောင်က Mercedes booth မှာတော်တော်ထူးခြားတဲ့ကားလို့ပြောလို့ရပါတယ်ဒီကောင်လည်း concept ပါသူ့ရဲ့ design language ကိုပေါ်ပြတဲ့ကားပေါ့နော်ရှေ့ရှဲကြီးကတော့စတော်ကြီးပေါ့ပိတ်ဒါပေမဲ့ရှေ့မီလုံးနှလုံးဟိုဘက်နဲ့ဒီဘက်ကြားထဲမှာ gap ကြီးလောက်ထားတယ်ဟာစီမီးလင်းနေတာဟာစီကလည်းရှဲရလဲကြားထဲမှာမီးလင်းနေတယ်တွင်းငန်းကြီးကတော့တော့မကြည့်ရသေးဘူးလို့လဲတော့မသိတော်တော်ကြီးကိုကျန်းတယ်တော်တော်ကြီးကိုကျန်းပါလေကားတွေဖွင့်ပြတာလေဒါပေမဲ့ဒီ concept ကproduction ready ဖြစ်သေးတဲ့ concept ပုံစံမျိုးတော့မတွေ့ရဘူးပေါ့နော်သူ့ပုံစံ concept စစ်မှာပဲစိတ်ကူးရင်စစ်မှာပဲရှိသေးတဲ့ပုံစံမျိုးပေါ့နော်တွင်းငန်းကြီးကလုံးဝဖြူပုပြီးတော့ထိုင်ကုန်ရဲ့လူထားတဲ့ဟာတွေကလို့အိမ်နေမှာသုံးတဲ့ luxury ထိုင်ကုန်တွေလိုမျိုးဖြစ်နေပြီးတော့တကားပေါက်နေမှာပဲcolor display တခုထည့်တာတွေ့ပါတယ် slide တို့ဖြစ်မယ်ထင်ပါတယ်ကိုဘက်ကဝင်ရတာတော့မသိဘူးဘိန်းခွေကြီးကကျစိန်ပါနောက်ဒီဇိုင်းကဒါမျိုးကြီးပါ tail light ကလုံးဝပတ်လိုက်နာမည်က Vision V slide တို့ကဒီဘက်ကဖွင့်ပေးတာပါပဲ
interior ကိုတော်တော်လေးကိုဘက်ကမြင်နေရပါတယ်နောက်ခန်းကိုတစ်ချက်ပြပေးမယ်ပေါ့နော်တော်တော်ကျန်းတာတစ်ခုပါဒီမှာနောက်ကန်း TV အပြည့်နဲ့ Dolby Vision ရော Dolby Atmos ရော Dolby Entertainment အနေနဲ့ပေါ့နော်ရှေ့ကနေနောက်ကန်းအလုံးဝ partition ပိုင်းထားပြီးတော့シェイカーとかがဒါလေးတွေကပစ္စည်းလေးတွေရှမ်ပိန်လေးတွေထည့်တဲ့နေရာလေးထင်ပါတယ်ဒီကားကြီးကတော့မိုက်တယ်ပေါ့နော်ဂျမ်းမီယာလည်းရေးပြီးဆိုတော့ flat box တကားကြီးရဲ့ကြီးမားနေပြီးတော့နေမှုဒီကောင်က AMG GT concept ပါဒီကောင်လည်း concept ကားပါပြိုင်ကားပေါ့ AMG 世界で最初のガソリン自動車が生まれてから来年で140年を迎えます。 တွင်းငန်းကြီးအတင်း こ မော の က် 長 ရဲ့ い歴史 သေး の နေ 中でメルセデス・ベンツがいつの時代も目指してきたことはお客様の心を動かし日常に特別な価値をもたらす車作りです。ジャパンモビリティショーで展示している車を通して နောက်ကမှန်းတော့မပါတော့ပါဘူး そして未来をお楽しみください。 ပါရေးပါ メルセデス AMG メルセデス AMG の EV 専用プラットフォーム商品を起点により良い社会の実現に向かう笑顔のスパイラルを創造してまいります。これからのスバルにぜひご期待ください。それでは最後に会場の皆さんဒီကောင်က Subaru STI ရဲ့ Subaru နာမည်ကြီး STI ရဲ့ concept ပါသူရဲ့ stock body kit ကတော်တော်ကိုလာပါတယ်ဘောက်ဆာအင်ဂျင်မှာဆရာတစုပါဘောက်ဆာအင်ဂျင်ကိုယနေ့အချိန်ထိ apply လုပ်ပြီးတော့အောင်မြင်နေတဲ့ brand ဆိုတော့ racing လောကမှာရှေ့ရုပ်လေးပါဟောမှာ concept ရှိပါတယ်ဒီနေ့မှာ STI future STI ရဲ့ concept ပါနောက်ဒီဇိုင်းကတော်တော်ကြီးကိုလှပါတယ်စေးသားကြီးကလည်းမန်းနဲ့သူ့ရဲ့ iconic design ရွှေရောင်ရင်းကလည်း design သစ်နဲ့ထည့်ထားတာတွေ့ရပါတယ်တော်တော်ကြီးကိုလှပါတယ်ကျမ်းပါပဲfuture STI ရဲ့ concept ပါတာယာကိုကြီးအကျဉ်းဒီကားက BMW 8 Series ကို Coupe version ဖြစ်ပါတယ် concept ဖြစ်ပါတယ်ရောင်ကြီးကကျွတ်စင်ကြီးပါရောင်ကြီးကနီရောင်ပလဲတွေလဲပြီးတော့နောက်က hatchback ကြီးပါ8 series ဆိုတော့ twin က BMW 8 series ရဲ့ twin ကဒီဇိုင်းတော့ဒါတော့တွေ့ရပါမယ်
နောက်မီကွက်ဟောဒီမှာကားနာမည်ပါ BMW Concept Speed Top နောက်မီကွက်ကြည့်အောင်ကျမ်းပါကြောင်းရတယ်လေဒီကားကတော့ BMW M4 မှာရိုးရိုးတော့မဟုတ် CS ပါ CS ဆိုရင် performance ကတိတိကျကျကြီးပြင်လာသလိုရှမ်းလေးစီးကြည့်ပါလေဘေး profile နဲ့နောက်ကလေးပြပါမယ်ပြအောင်နဲ့ lime green ကိုဆက်ပြီးလောက်ထားတာလေးအရင်မိုက်ပါတယ်တော့ loin မှာ setting လိုက်ကြရော4 series ရဲ့နောက်လေးကိုချက်ပါပါCS ပါနောက်ပြရ LED ကျိုးလေးတွေပုံစံမျိုးတွေရှာမပါတူတော့ကုပေးပါဒီဘက်မှာကလုံးဝ original လုံးဝအန်တိတ်လေးပါဒီကလေးတို့လေးနဲ့တူသေးလေးမှတ်ပါခုပြမယ်ဒီကားက BMW M2 CS ပါရိုးရိုးကားမဟုတ်ပါဘူး CS model ပါသူရဲ့ purple ပါ dark purple တော့ပြောအောင်မလားရှောင်းမှတ်ပါရန်ကို148ရှစ်တောင်းပါဒီကောင်ကတူတူပြန်ကားပေါ့နော်ဒီကောင် manual လာပါလေဒီကကြီးမှာ manual ကတော်တော်ရှားသွားပြီးတော့ manual ကြီးအားကြီးဆိုတော့ engine power ကြီးနဲ့ manual ကြီးနဲ့ဆိုတော့ခဲရပါပါဒါမဲ့ဒီမှာပြရတဲ့ကားတော့ manual မဟုတ်ပါဘူး racing seat ကြီးသူစိတ်အခုပြမယ်ဒီကားကတော့ BMW iX3 ဆိုတော့ electric version ပေါ့နော် full electric version ပါ X3 series အနေကို X3 ကို electric version နဲ့တောက်ထားတဲ့ကားပေါ့နော် design ဒီနေ့မှထွက်တဲ့ design ဖြစ်ပါ shape မီလုံးတွေသူရဲ့ headline နဲ့ share တွေ wheeling တွေမျိုးတွေကတော်တော်ကြီးကိုဓာတ်ပုံထဲမှာအဲ့လောက်မလှပေမဲ့အပြင်မှာတော်တော်ကြီးကို futuristic ဆန်တဲ့ design ကြီးကို design ဖြစ်နေရပေါ့နော်သူရဲ့အယောင်လှုပ်ထားတဲ့အယောင်ကြီးကလည်းရမ်းမိုက်ပါတယ်တီတီငိမ့်ငိမ့်နဲ့ဖြစ်နေတဲ့အပြာရောင်ကြီးပါတွင်းငန်းလေးတစ်ချက်ပြပေးပါမယ်တွင်းငန်းကလည်း Tesla လို့ Santa TV တစ်လုံးနဲ့လှုပ်ထားတာတွေ့ကြပါတယ်နောက်ဖုန်းကိုပိတ်ကြည့်လိုက်မယ်သူ့ရဲ့ look လေးကိုကြည့်ချင်လို့ဝါလမ်းပေါ်မှာဆိုတော်တော်လေးကိုကြွားပြီးဖြစ်နေမယ်ရုပ်ထွက်ကြည့်ပါsteering design အပေါ်မှာလဲချောင်းနဲ့ဒီဘက်မှာလဲချောင်းနဲ့ဒီဘက်မှာအလွတ်ဒီဘက်မှာအလွတ်အဲ့ဒါတော့တွေ့စမ်းတယ်ဒီခုနကားရဲ့ရှေ့ရဲ့တိုင်ကွက်ဒီဇိုင်းရဲ့လုပ်ထားတဲ့နည်းပညာကိုပြလာတာဖြစ်ပါတယ်။ချမ်းမှာတော့ reflection နဲ့ပေါ်နေတာပေါ့နော်။ဒီက dashboard မှာလည်း
လေးတွေနေနေပါတယ်စတီရိုင်းနဲ့စက်တာကွန်ဆိုလ်တီးတန့်ပြပေးရပါတယ်ဒီပညာတက်ဆိုတော့ experience လုပ်လို့ရအောင်တော့မိုက်တော့ခုပြမယ်ဒီကားကတော့ mini cooper လေးပါရန်ကျွန်တော်တော်တော်ကြိုက်တဲ့ကားတွေပါတယ်ဒီကောင်ကဒါပေမဲ့ဒီမှာပြရတဲ့ကားကတော့ edition လို့ပြောပါတယ် Ultimate edition နဲ့တော်တော်လေးလှတယ် cream အရောင်နဲ့စိမ်းရောင်နဲ့ combination လုပ်ထားတဲ့ကားရတာပါတယ်တော်တော်လေးကိုလှပါတယ်ဒီကူပါနောက်ပိုင်း design တွေကတော့ train ထားတဲ့ဟာလေးတွေကချစ်စရာလေးလှတဲ့ပုံစံမျိုးလေးဖြစ်နေတာပေါ့နော်BMW ပူလေးချစ်စရာလေးပါနောက်မှာဒီဟိုတင်ထားဒီဘက်မှာအမဲဟောတော့အယောင်2ယောင်လား3ယောင်လောက်လာပြလာတာတွေ့ရတယ်ပေါ့နော်ဒီကောင် comfortable ဒီဘက်မှာမိုးပွင့်လေးပြလာပြီးတယ်ပေါ့အမဲဟောမိုးပွင့်လေးrun through ပြပြပါ Oh, stripes. Stripes have followed me since the beginning. You can find them in and around the edition. နောက်ပိုင်းကားတွေက Sometimes they're obvious, sometimes they're just quiet little thrills. ဒီချောင်းတွေကတော်တော် combination တွေတော်တော်စမ်းပါတယ် It's emotional. That's why I chose 3 interesting car colours for you to pick from. ဒီဘက်မှာက This ခု is နကလို inspired wine, ဟိုဒီကောင် photo ပါ full of photo ရဲ့ comfortable ရဲ့ statement jojo red, ရဲ့ like the sky. အတူတူရဲ့ပေါ့နော် Midnight black, like a tuxedo. Matte suit, shiny the pearl. ဒီကောင်ကနောက်ရုပ်လေးပါနောက်ရုပ်လေးကရန်ကိုရှူနီယန်ချက်ရဲ့ design လေးရဲ့ look လေးက Wrong door. တော်တော်လေးလာပါတယ် Oh my god People say I'm a collector. Postman edition ဆိုတော့ Postman လို့ရေးထားပါတယ် It's a fine looking rabbit. My Mini Paul Smith edition will feed. Twin and lead It's a partnership. Mini Cooper Postman edition လေးရဲ့ twin ကိုပြပေးပါမယ် Oh, stripes. steering က very thick it's very thick and design ကဒါလေးကကြိုးလေးနဲ့လုပ်ထားတာတော်တော်မိုက်တယ် Santa TV လေးကအဝိုင်းမှာခင်ဗျာဘယ်ကမှမပါပါဘူးဒါမျိုးဝိုင်းလေးက Mini Cooper တစ်ခုထဲမှာပဲတိကျလုပ်ထားတဲ့ design လေးပါတူကူစကိုက် no lady အရှမ်းမိုက်ပြီ Statement red, like the no sky. lady ဒါ experience တဲ့ power တဲ့ power ဆိုတာ Midnight black. power ဆိုတာစနိုးတာဖြစ်ပါလိမ့်မယ်ဒါကတချင်းကြော်တာဒီကောင်ကဂီယာပါဂီယာဒီမှာပေါ့ဒါပီတာ display ရဲ့ quality ကောင်းနေမှာ OLED ဖြစ်ဖို့များပါတယ်ဟိုမှာ event လေးဒါလေးကအထီးတရား clock ဒါလေးက clock စပ်ပြီးတယ် dashboard တွေပါပေါ့လေးတွေပါနေတယ် event ဟော panoramic ဖြစ်တယ်နောက်တွင်းကပါတယ်ဒါပေမဲ့အရန်ချင်းတယ်ဒါက sofa လေးမှာဘာမှမပါဘူး steering နဲ့တော်တော်မိုက်ပါတယ်တော်တော်မိုက်ပါတယ် boss နဲ့ edition မှာဒီကားထွက်တာမနေ့တနေ့မှထွက်တာပါအစ်ပါပြထားတာပါဒီကောင်က mini ရဲ့ countryman ပါ countryman ဆိုတော့ photo ပေါ့နော် photo ပါစိမ်းအောင်ကြီးပါအရင်ပါမလားပါမလားမသိဘူးဒီကမှသတိထားမိတာကတော့အရှေ့က racing flag ပုံစံမျိုးလုပ်ထားတာလေးထူးခြားတာလေးတော့တွေ့ရပေါ့နော်ဒီပေါ်ပန်ပါမှာလဲအဲဆန်းလို့ဒီဇိုင်းလေးတွေထားလေးနဲ့ပြောင်းထားတာတွေ့တယ်ခေါင်းပါပန်ဒရာမပေါ်လာရတယ်ဒါလေးမှာဆေးအောင်ပါရောင်းအော်ထူးခြားပါတယ်တော်တော်ထူးခြားတယ်ဒါပေမဲ့ countryman ဆိုတော့ကားတော်တော်ကြီးတယ်ပေါ့နော်ဘိန်းလည်းတော်တော်ကြီးပါတယ်ဘိန်းက Mini Cooper ဘိန်းတော့မဟုတ်ဘူး Mini Cooper ဘိန်းကကားသေးဘိန်းမဟုတ်တော့ဘူး Continental ကိုဘယ်လောက်ဆိုင်ထည့်ထားလဲအနည်းဆုံးမရှိဘူးဆို20လောက်တော့ရှိမှမသိဘူးဒီကောင်က21 inch 21 inch ပါ Mini Cooper ဆိုပေမဲ့27ဆိုင်နဲ့ထည့်ထားပါလေဒီဘက်ကကားလေးကနေအောင်နောက်တစ်စီးပါ Countryman တော့မဟုတ်တော့ဒီကောင်ကဒီကောင်လေးကတော့လှတော်လှ
ဘယ်လိုဒီဇိုင်းလုပ်ထားလဲဆိုတော့ထူးခြားတာ brightness မတူဒါကပိုလင်းနဲ့ဒါကမိန်နဲ့ဒါကပိုလင်းနဲ့ဒါကမိန်ဒီဇိုင်းလေးလိုဖြစ်မိုက် shader နော်တွင်းများလေးပါ dashboard လေးက clock နဲ့ရော sign လေးနဲ့စနိုးရာလေးတွေကတော့တူတူပဲ photo ပါမိုးပါတွင်းများမှာကောင်းရရှိကောင်လေးကနည်းနည်းလေးရုပ်ဆိုးရကျွန်တော်မျိုးလုံးထဲမှာဒီကောင်ကတော့ Nissan ရဲ့ Formula E ကားပါ Electric Formula 1ကားပဲပြောရမှာပေါ့နော် Formula 1ကားလို့ထုတ်ထားတယ် Formula 1 EV ကားပါဒါပေမဲ့ Formula E လို့ခေါ်ပါတယ် Formula E Gen 3 Gen 3တောင်ရောက်နေပါပြီကော Formula 1ကားလို့တော့မကြည့်ဘူးနည်းနည်းလေးပိုသေးတယ်ပေါ့နော်တာယာကပန်းနေပေါ့အခုဒီကားလေးကဒီပွဲမှာအသက် launch လုပ်လိုက်တဲ့ Nissan ရဲ့ Elgrand ပေါ့နော်ဒီကောင်က Nissan ရဲ့ F-Trail လို့ပဲပြောအောင်ပါပေါ့နော် Toyota ရဲ့ F-Trail လို့ပြောရှေးရုပ်ကြီးကတော့ဆန်းကြီးပါကာလာကြီးကတူးတုံးကြီးပါရွှေဟိုရောင်ဟိုအနီးဘက်နည်းနည်းများလာတဲ့ရွှေဟိုရောင်ပုံမှန်ကျွန်တော်ရောင်ရေးရဲ့ combination ဆိုတော့ရောင်ကတော့လာပါတယ်တာနာပါတယ် 例えば電気自動車が頼れる防災ツ နော ー က်က ルに ပြီးတော့feel like ကတော့တစ်စက် 車 နေ 内は ပါ 窓も涼しくプロパイロット 2.0 でハンズフリーでストレスフリーまさかワクワクしてる ဒီကောင်လဲ EV မောင်းရင်တော့ hybrid ဖြစ်ဖို့များပါတယ် PHEV ဖြစ်ဖို့များပါတယ် まあやっぱりこの車高の低さがちょっとグッときますよね。楽しいねドライブは。思った通りに。 ဒါကတော့ base side profile ပါ こんなと思ってる感じだ。これ馬力すごいですね。そうかエンジンがないんだ。あ、もうなった話します。 F-Trail နဲ့ရွေးစားတူတူပဲလို့ပြောရမှာပါနော် ちょうどバッチリ真ん中走るんですよね。 ဒါကတော့ဟိုတလောမှ release launch လုပ်လိုက်တဲ့ Nissan Leaf တက်ပါသူကဥရောပနဲ့အမေရိကဘက်မှာစပြီး release ရေ announce လုပ်သွားတယ်ပေါ့နော်ဂျပန်မှာအခုမှလုပ်တယ်နည်းနည်းလေးနောက်ကျတယ် Nissan Leaf တက်ပါ Leaf ကတော့မာဘီယာလွယ်နဲ့လည်းရှင်းနေပါတယ်ဒါကလုံးဝအခုမှစထုတ်ထားတဲ့ရုပ်ပြောင်းတက်ပါ Leaf ဆိုတော့ 100% EV ပေါ့နော်စောဆုံး EV တွေအဲ့မှာပါတယ်ကားပါခဲ့တဲ့ကားပေါ့နော်အရောင်ကလုံးဝ Tiffany blue လို့မျိုးရာရောင်လေးပါရာရောင်လေးကြပါတယ်ဒီဇိုင်းလေးကဒါပေမဲ့ဒီ model မှာကျွန်တော်အမြင်နဲ့တခုသဘောမတွေ့တာတခုကတော့ဒီနောက်ပါဒီနောက်ကနည်းနည်း controversial ဖြစ်ပါတယ်ပဲလေးတွေရဲ့မီးလိုလိုပါလို့လဲနည်းနည်းလေးဇိုင်းလေးကဖြစ်နေမှမသိတဲ့ဒီဇိုင်းလေးပါအခုပြမယ်ဒီကောင်လေးကတော့ဗမာပြည်ကလူတွေလည်းဒါရင်းနှီးပါတယ် Aria ပါ Nissan Aria EV အစ်စ်ပါဒီပွဲမှာအခုပြတဲ့အခုမှ release လုပ်လိုက်တဲ့ကားပါရောင်လေးကလုံးဝ light blue လေး play light blue လေးပါရောင်ရွေးချယ်မှုတွေကတော့ share လေးပါ Area ရှုပ်ပြောင်းဒါပေမဲ့အနောက်ကတော့အရင် generation နဲ့တော်တော်ဆင်တယ်ပေါ့နော်ရှေ့ကတော့လုံးဝ different ဖြစ်သွားပြီတွင်းကန်းကတော့ရင်တော့တွင်းကန်းအတိုင်းပါပဲနောက်ခန်းပါရှေ့တွင်းကန်းဒီကတော့တွင်းကန်းတခြားထိုင်မပြတော့ပါဘူးရှေ့ကတော့မိုက်ပါတယ် Nissan မှာ Area နဲ့ Leaf နဲ့ကတော့ interior quality ကတော့တော်တော်ကွာပါတယ်ဈေးတန်းလည်းကွာတာဟုတ် Area ရဲ့တွင်းကတော့
လုံးဝ quality ကားပါတော်တော် quality ကောင်းတဲ့တဲ့မှာပါတယ်ဒီကားလေးအခုဒီကားကဂျပန်နိုင်ငံရဲ့အခုမှစပေါ်တဲ့ကုမ္ပဏီအသစ်လို့ပြောပါတယ် EV ကားပါ ID ကုမ္ပဏီကစပြီးတော့ပထမဆုံးစထုတ်တဲ့ကားလို့ပြောပါတယ်โอ้တင်းကြီးရကျန်းတော့အခုမှစပေါ်တဲ့ကုမ္ပဏီအသစ်ပါဂျပန်ရဲ့ကုမ္ပဏီအသစ်ပါ CS